အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ remote ကထုတ်တဲ့ခိုဂျီဘတ် W28N ရဲ့အသုံးပြုနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဖုန်းလေးက Bluetooth ဖွင့်ပြီးတော့ခိုဂျီဘတ် W28N နဲ့အရင်ဆုံးချိတ်ဆက်ပေးပါတချင်းရချင်တယ်ဆိုရင်တော့ဘယ်ဘက်ကို2ချက်နှိပ်ပေးပါအရှိရတချင်းကိုပြန်ရောက်ချင်တယ်ဆိုရင်တော့ဘယ်ဘက်ကို3ချက်နှိပ်ပေးပါနောက်တဲ့တချင်းတစ်ပုတ်ကိုကြော်ချင်တယ်ဆိုရင်တော့ညာဘက်ကို3ချက်နှိပ်ပေးပါခေါ်စီရီကိုဖွင့်ချင်တယ်ဆိုရင်တော့ညာဘက်ကို2ချက်နှိပ်ပေးပါအတန်ကျဲခြင်းနဲ့ဆိုရင်ညာဘက်ကိုတစ်ချက်နှိပ်ပေးပါအတန်တိုးခြင်းရင်တော့ဘယ်ဘက်ကိုတစ်ချက်နှိပ်ပေးပါဖုန်းဝင်မုံကြလှုပ်ခြင်းနဲ့ဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပေးပါဖုန်းလာတာကိုကန်ဆယ်ခြင်းနဲ့ဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါ normal mode ANC mode နဲ့ transparency mode တို့ပြောင်းခြင်းနဲ့ဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါနှစ်ချက်တစ်ဖက်နဲ့တစ်ဖက်က Bluetooth ချိတ်ဆက်လို့မရဘူးဆိုရင်ဘယ်ဘက်ကို5ချက်နှိပ်ပေးပါcase ကိုအားသွင်းမယ်ဆိုရင်တော့မီးရဖြူအောင်လေးကလင်းနေမှာဖြစ်ပြီးတော့အားဖိဝိုင်းတော့မီးကပိတ်သွားမှာပဲဖြစ်ပါတယ် case ရဲ့အဖုံးကိုဖွင့်လိုက်မယ်ဆိုရင်တော့အပြာရောင်မီးလေးကတစ်စက္ကန့်လောက်လင်းနေမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးအောင်နော်